တခွက်လောက်ကဗျအဲ့ဆိုလက်ဆောင်ပေးမယ် ဘာကရလဲ ဟိုမှာကျွန်တော်တရားတချင်းဆိုပေးမယ်ဒီလိုလေးဖြစ်ဖြစ်တစ်ခုခုပါစိတ်လို့ အဲ့ဆိုရင် 1 2 3 4 I like the way you move I like the way you move hey I like the way you move I like the way you move Okay လက်ဆောင်အနေနဲ့3အောင်လုံးစီရအားပါရမယ်နော်1 2 3အားပါဒါထဆုံးညမယ် အာဝါစက်ပြဿနာတွေကတက်ကုန်တော့မယ်ပုံရိပ်ကပြဿနာပဲဟာ ဟိုကြပါပြပါပြချင်ပါ ပုံရိပ်တချင်းလေးတစ်ပုတ်တော့ဆူပြပါလား မမြင်လေခဏလေးတိတယ်မေ့နေတာ အာဝါပေးမှာတဲ့ အားပါပေးမယ် မယူချင်ပါဘူး အော်လုံးပေးမယ် နည်းနည်းတော့စအောင်လေ ယာ ယာ အော်ရယူချင်းမဟုတ်တဲ့ချစ်စစ်က ဟိုဒီချင်းမိတ်ပဲနဲ့ပါ ခုမှနူးလာတနတ်တက်တာပင်မန်းသွားပြီးတော့အိတ်လိုက်တာခုမှ နေနန်းတော့ တရုပ်စာတင်တယ် အဲ့ဆိုမင်းမယ်လေ1 6 6 ယူခုမှတက်တာလေ အဲ့ဆိုအမလွယ်လွယ်လေးမင်းမယ်လွယ်လွယ်လေးမင်းမယ် အမတော့မလုပ်ပါနဲ့အကိုရဲ့အကိုလုံးမင်းမအကိုလိုသမီးလောက်ပဲရှိအမလို့ခေါ်တော့ဒီနေ့ တက်ပလားတက်ပလားဝါမရှိကြောလားဝါမရှိကြောလား ဝယ်ချက်တော့ဆက်ပဲရှိတယ်ဒီလားဒီစီးတာပြန်လေ ချစ်ကြောလား阿弟，我被气脚了，哪里呀啦？ မဆာတာကြောကြောတယောက်မှတယောက်လိုမတက်ဘူး ဒီတဲ့ဒီအကြောင်းကိုအကိုလိုပြောနေအကိုလိုတက်တက်တီထင်ထားရဘာသာစကားလို့ โอเคမဆာတော့စိတ်မဆိုးနဲ့ ဒီအိုင်တွန်း စိတ်မဆိုးနဲ့တယောက်လိုပြောတဲ့တိကျစိတ်မဆိုးနဲ့တယောက်လိုပြောတဲ့တိကျဆမ်ဆွန်လာ စားရနော်ဟိုတရုတ်စာကောင်းကောင်းတက်ပါတရုတ်စာတကယ်လိုအပ်တယ်တရုတ်လိုပြောတတ်ရင်ဘယ်နိုင်ငံသွားသွားအေးစေးနာမငယ်အောင်အေးစေးတရုတ်လိုမျိုး ရှိပါဤဆော့ 我不知道你是什么 ဒါမလို့တက်သွားရင်အဲ့ဒါပြည့်သွားလို့ရ အေးစေးပဲဆိုတော့တရုတ်စာအရေးကြီးတယ်ဟုတ်ပါ我不知道啦你是什么 ကျေဖိုင်တင်း OK OK bye bye 哦စိတ်ကြည့်တယ်နောက်ဆိုရင်တော့သူတရုတ်စာမတင်တော့တော့ လာလာလာကောင်းလာ ဟုတ်ပြီဆို Yeah, boy. Yeah. ဟေးမအေးသေးဘူးလား ခဏနေအိတ်မှာ တက်ဘလောက် နေမှုတလို့ပဲနော်20 20တူတူပဲ2005မှလား ဟုတ်တယ်ဟုတ်တယ် 2005ဆယ်လာပိုင်း 6လပိုင်း 6